မော်ရှလောင်းတို့မဲနာသားတို့ကြော့တာဦးသုံးချိန်ကြော့ဦးသုံးချိန်မိဘများကိုချစ်ရင်ကျွန်တော်လက်ခုပ်လေးတော့အားပေးကြပါဦးလားဗျာလောကလူရွာကဘာမြေငွေရှိလို့လူဖြစ်တာမဟုတ်ဘူးအမေရှိလို့လူဖြစ်လာရပဲဝတ်တွေပါနေတန်တဲ့တီခါမွေးယူလာကြမင်းချီတွေထွေးကမွေးအော်ပြအလားမျက်နှာကလေးကိုကြည်ဝနိုင်ဘူးတဲ့အမေမြစ်တာတီရာရဲ့အမေမြစ်တာကစိတ်ဆန်းရဲ့ဒီမြတော့ဒီအလားကိုလေမေမေတီဆိုရင်ချော့သိပ်ခဲ့တဲ့ကျေးဇူးရှင်မေမေအမေများကားသမီးတွေပေါ်မှာဒီဆိုပြီးတော့ချော့သိပ်ခဲ့ကြတယ်ဗျမဆိုတတ်နဲ့နော်ဒါကြောင့်အမေများကိုလည်းဂုဏ်ပြုခဲ့ပါလေဗျာလောကလူပါကဘာမြေငွေရှိလို့လူဖြစ်တာမဟုတ်ဘူးအမေရှိလို့လူဖြစ်လာရပဲဝမ်းတွေပါလေတန်တဲ့ဒီသာငွေယူလာကြမင်းချစ်တွေထွေးကဝေးအော်တာအလားမျက်နှာလေးကိုကြည်မဝနိုင်ဘူးတဲ့မေအမေမြတ်တာတီရာရဲ့အမေမြတ်တာကစိတ်ဆန်းရဲ့ဒီမြတော့ဒီအလားကိုလေမေမေတီဆိုရင်ချော့သိပ်ခဲ့တဲ့ကျေးဇူးရှင်မေမေလာမြောက်လို့အရွယ်ရောက်လာရင်လေမြေတာထားကအမမတွေ့စေခြင်းပဲဆုံးမကုန်သေးပဲစံမတူမြေတာတွေနဲ့သာသမီများအတွက်ဒီအကြီးပမာမိုးပေးနိုင်စွာရှိတဲ့အမေကျေးဇူးရှင်မေမေအမေကျေးဇူးကြီးလာပါပဲငွေရှိလို့လူဖြစ်တာမဟုတ်ပဲလောကမှာဟဲ့အမေရှိလို့လူဖြစ်လာရပဲလက်ဖုတ်တန်လေးလုပ်ပါဦးနောက်ကလည်းကျွန်တော်လက်ဖုတ်တန်လေးလုပ်ပါဦးဗျာနောက်ကပူများသလားလို့လောကလူရွာကဘာမြေဝေးရှိလို့လူဖြစ်တာမဟုတ်ဘူးအမေရှိလို့လူဖြစ်လာရပဲဝမ်းတွေပါလေတန်တဲ့ဒီခါမွေးယူလာကြမင်းချစ်တွေထွေးကပွေးအော်တာအလားမျက်နှာကလေးကိုကြည်မဝနိုင်ဘူးတဲ့မေအမေမြတ်တာတီရာရဲ့အမေမြတ်တာကစိတ်ဆန်းရဲ့ဒီညာတော့ဒီအလားကိုလေမေမေတီဆိုရင်ချော့သိပ်ခဲ့တဲ့ကျေးဇူးရှင်မေမေ
သမီးတို့လူလာမြောက်လို့အရွယ်ရောက်လာရင်လေမြေတာထားကအမမတွေ့စေခြင်းပဲသုံးမသုံးနေမေစမတူမြေတာတွေနဲ့အသမီးများအတွက်ဒီရကြီးပမာမိုးပေးနိုင်ပါရှိတဲ့အမေကျေးဇူးရှင်ပေမေနေမင်းထက်သာတော့အလေးအောင်လေးပေးစွာရှိတဲ့လေလာမိတဲ့အရာတော့မြေတာတွေကြီးမာလာတယ်အမေကျေးဇူးကြီးလာပါပဲငွေရှိလို့လူဖြစ်တာမဟုတ်ပဲအမေရှိလို့လူ